နှစ်ဆယ်နှစ် Raptor ဟာတက်တန်းနှစ်ကျော်ရှိလာပြီဖြစ်ပေမဲ့2026ခုနှစ်အထိကြည့်ရင်တော့စတင်အသုံးပြုခဲ့တဲ့အချိန်ထက်တောင်ပိုမိုကြမ်းခိုင်းပြီးအင်အားပြည့်ဝလာပါတယ်။ American အနေဖြင့် more dominant ဖြစ်အောင်ဆက်လက်ထိန်းသိမ်းထားပြီးအဆင့်မြင့်တင်မှုအသစ်တွေထဲမှာ M260 လိုပိုမိုဝေးလံစွာပစ်ခတ်နိုင်တဲ့မစ်ဆိုင်အသစ်များရေဒါကိုမဖွင့်မဲတောင် SAR-F လေယာဉ်များကိုဖမ်းယူနိုင်တဲ့စင်ဆာအသစ်များတွေကိုထည့်သွင်းထားပါတယ်။စွမ်းဆောင်ရည်ပိုင်းမှာလည်း22ဟာ Afterburner အင်ဂျင်အားမြင့်မသုံးဘဲအတန်ထက်မြန်စွာပြန်တန်းနိုင်တဲ့ Super Cruise ကိုလုပ်နိုင်သေးတဲ့တဦးတည်းသောလေယာဉ်ဖြစ်နေစေပါ။အပြင် Thrust Vectoring အင်ဂျင်လမ်းကြောင်းပြောင်းနိုင်မှုကြောင့်လှုပ်ရှားမှုအလွန်မြင့်မာပြီးအနီးကပ်တိုက်ခိုက်ရမှာရန်သူအတွက်ထွက်ပြေးဖို့အလွန်ခက်ခဲပါတယ်။အရေးကြီးတာကတော့ယခုအချိန်မှာ22ဟာတစင်းနဲ့ပြန်တန်းတဲ့လေယာဉ်မဟုတ်တော့ဘဲ drone ဖွဲ့များကိုဥဆောင်ညွှန်ကြားနိုင်တဲ့ခေါင်းဆောင်လေယာဉ်အဖြစ်လှုပ်ဆောင်နိုင်လာပါပြီ။ကိုယ်တိုင်တိုက်ခိုက်ဖို့မလိုဘဲ drone တွေကိုစေလွှတ်ပြီးအလုပ်လုပ်နိုင်ပါတယ်။ဒီလိုအဆင့်မြင့်တင်ထားတဲ့နည်းပညာအသစ်တွေကြောင့်ပဲ22ဟာကောင်းကင်ကိုဆက်လက်အုပ်စိုးနေစေဖြစ်ပါတယ်။22 Raptor ဟာတက်တန်းနှစ်ကျော်ရှိလာပြီဖြစ်ပေမဲ့2026ခုနှစ်အထိကြည့်ရင်တော့စတင်အသုံးပြုခဲ့တဲ့အချိန်ထက်တောင်ပိုမိုကြမ်းခိုင်းပြီးအင်အားပြည့်ဝလာပါတယ်။ American အနေဖြင့် more dominant ဖြစ်အောင်ဆက်လက်ထိန်းသိမ်းထားပြီးအဆင့်မြင့်တင်မှုအသစ်တွေထဲမှာ M260 လိုပိုမိုဝေးလံစွာပစ်ခတ်နိုင်တဲ့မစ်ဆိုင်အသစ်များရေဒါကိုမဖွင့်မဲတောင် SAR-F လေယာဉ်များကိုဖမ်းယူနိုင်တဲ့စင်ဆာအသစ်များတွေကိုထည့်သွင်းထားပါတယ်။စွမ်းဆောင်ရည်ပိုင်းမှာလည်း22ဟာ Afterburner အင်ဂျင်အားမြင့်မသုံးဘဲအတန်ထက်မြန်စွာပြန်တန်းနိုင်တဲ့ Super Cruise ကိုလုပ်နိုင်သေးတဲ့တဦးတည်းသောလေယာဉ်ဖြစ်နေစေပါ။အပြင် Thrust Vectoring အင်ဂျင်လမ်းကြောင်းပြောင်းနိုင်မှုကြောင့်လှုပ်ရှားမှုအလွန်မြင့်မာပြီးအနီးကပ်တိုက်ခိုက်ရမှာရန်သူအတွက်ထွက်ပြေးဖို့အလွန်ခက်ခဲပါတယ်။အရေးကြီးတာကတော့ယခုအချိန်မှာ22ဟာတစင်းနဲ့ပြန်တန်းတဲ့လေယာဉ်မဟုတ်တော့ဘဲ drone ဖွဲ့များကိုဥဆောင်ညွှန်ကြားနိုင်တဲ့ခေါင်းဆောင်လေယာဉ်အဖြစ်လှုပ်ဆောင်နိုင်လာပါပြီ။ကိုယ်တိုင်တိုက်ခိုက်ဖို့မလိုဘဲ drone တွေကိုစေလွှတ်ပြီးအလုပ်လုပ်နိုင်ပါတယ်။ဒီလိုအဆင့်မြင့်တင်ထားတဲ့နည်းပညာအသစ်တွေကြောင့်ပဲ22ဟာကောင်းကင်ကိုဆက်လက်အုပ်စိုးနေစေဖြစ်ပါတယ်